စက်ပါမှာထမင်းစားလို့မြင်တဲ့သူတွေအတွက်တခါလို့ထားရင်တလအထားခံတဲ့ခမင်းနဲ့တွဲစားလို့ကောင်းတဲ့အရာသာရှိပြီးဆွေစုံသုံးမယုတ်တီးဆော့ချက်နီးကိုမျှဝေပေးပါမယ်စားရတာအရန်အဆင်ပြေပြီးဘယ်စားစာမစိုးကိုရတာရှိမှာပါအရင်ဆုံးကျစ်သွန်နီငါရဂရန်ကိုအတုံးလေးတွေစီးပြီးအခွန်ခွာထားတဲ့ကျစ်သွန်ဖြူနှင်းရငါစစ်ဂရန်ကိုအစားစာကျိတ်ဆက်ထဲမှာကျိတ်ပါအရန်မကျိတ်မိအောင်တတိထားပါမဟုတ်ရင်ရေတွေထွက်လာလိမ့်မယ်ဒီလိုကြမ်းကြမ်းလေးမိရဲ့အထိကျိတ်ပါချက်ပြုတ်စီ1003ရဂရန်ကိုဦးလေးလောင်ထဲပါပူနီရဲချင်ရင်စီထက်ထဲပါစီဖို့အများဆုံးအပူချင်းရဲငါဆက်လောက်အပူပေးပါကျက်သွန်ဖြူနဲ့ကျက်သွန်နီကိုကြိတ်ပြီးမီးအေးနဲ့ကြော်ပါမတူအောင်မှွေပေးပါရွှေညိုရောင်ဖြော့ဖြော့ပြောင်းလာတဲ့အထိ10မိနစ်ခန့်ကြော်ပါငရုတ်တီး65ရဂရန်ထဲပါကျမကတော့အဆက်တင်သုံးပါတယ်အဆက်ကိုကြိုက်တယ်လို့ချိန်မိပါပြီးရင် sauce ပြစ်စီဖို့ကျက်သွန်ဖြူမရုတ်တီး sauce လားရဂရန်ထဲပါပဲနဲ့80ဂရန်ကပဲရတာကိုပိုကောင်းစီပါတယ်မြေပဲမှု60ဂရန်နဲ့နှက်နှက်60ဂရန်ကအသားကိုပိုကောင်းစီပါတယ်ပြီးရင်အလဲလက်မီးနဲ့15မိနစ်လောက်တည်ထားပြီးမီးမလောင်အောင်မွေပေးပါရနက်နေမွလာအောင်15မိနစ်လောက်တည်ပြီးရင်မီးကိုချက်ချင်းပိတ်လိုက်ပါစားချက်သားပြုတ်ရည်နဲ့တကြားငါ10 currency ထက်ပါနောက်ဆုံးအနေနဲ့အရသာပူကောင်းအောင်အရက်ဖြူအနှင်းငယ်ထက်ပါလုံးဝပျော်ဝင်သွားတဲ့အထိမွေပါအခုဆိုအစင်သစ်ဖြစ်ပါပြီထမင်း sandwich ဒါမှမဟုတ်ခောက်ဆွဲတူတူနဲ့တွဲစားရတာကျမကြိုက်ပါတယ်ဒါပေမဲ့ကျမအကြိုက်ဆုံးနည်းလမ်းကတော့ခောက်ဆွဲပေါ်ဇွန်းတစ်စုံလောက်လောင်းထည့်လိုက်တာပါပဲတကယ်ကိုအရသာရှိပါတယ်တခါလောက်လှုပ်ထားရင်တစ်လားလောက်တင်ထားလို့ရပါတယ်ရှင်နောက်ဆုံးအနေနဲ့ follow လုပ်ဖို့မမိပါနဲ့အားပေးမှုအတွက်ကျေးဇူးတင်ပါတယ်